မင်္ဂလာပါချယ်ဆီချစ်သူတို့ရေချယ်ဆီအသင်းဟာယနေ့မနက်တနာရီခွဲအချိန်မှာဖူဟန်အသင်းနဲ့ပရီးမီယာလိလန်ဒန်ဒါဘီပွဲစစ်အဖြစ်ရှုပ်ပြိုင်ကစားသွားခဲ့ပြီးအဲ့ဒီချယ်ဆီအသင်းက3 ဂိုး 2 ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိသွားခဲ့ပါတယ်ချယ်ဆီအသင်းရဲ့တွင်းဂိုးတွေကိုတော့ယာအိုပက်ထရိုမော်ဂန်ရောဂျာနဲ့ကိုပါမာတို့ကတွင်းယူပေးခဲ့ပါတယ်ပွဲအပြီးနီးပြအလွန်ဆိုရဲ့အင်တာဗျူးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာတကယ်ကိုပြင်းထန်တဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်အဝေးကွင်းပွဲစဉ်တွေမှာအနိုင်ရဖို့ဘာတွေလိုအပ်လဲဆိုတာကျွန်တော်တို့သိပါတယ်ဒါပေမဲ့ခက်ခဲတဲ့အခြေအနေတွေကိုကျော်ဖြတ်နိုင်ခဲ့တာရှင်ပြိုင်ကစားနိုင်ခဲ့တာနဲ့အချိန်ခါလိုက်လိုအပ်တာမှန်သမျှလှုပ်ဆောင်နိုင်ခဲ့တာတွေကြောင့်အခုလိုရလဒ်ကောင်းရရှိခဲ့တာဖြစ်ပြီးဒါဟာတကယ်ကိုဝမ်းမြောက်စရာပါပဲအဝေးကွင်းပွဲစဉ်တွေမှာအနိုင်ရဖို့ဆိုရင်အားစိုက်ထုတ်ကြိုးပမ်းရမယ်ရုန်းကန်ကစားရမယ်ကိုပေါက်ကိုကာကွယ်ရမယ်ဒါတွေကအနာဂတ်အတွက်ကျွန်တော်တို့လှုပ်ဆောင်ရမယ့်အရာတွေပါဒီနေ့ကတော့ကျွန်တော်တို့အတွက်ကောင်းမွန်တဲ့အစပျိုးမှုတစ်ခုပါပဲပွဲအစောပိုင်းမှာဂိုးရရှိခဲ့တာကယုံကြည်မှုရစေဖို့အထောက်အကူဖြစ်စေခဲ့ပါတယ်ပြိုင်ဘက်အသင်းချီပါဂိုးမသွင်းခင်မှာပဲကျွန်တော်တို့ဒုတိယဂိုးသွင်းယူနိုင်မဲ့အခွင့်အရေးတွေရခဲ့ပါသေးတယ်ဒါပေမဲ့ဘောလုံးမပိုင်ဆိုင်ထားတဲ့အချိန်မှာတောင်ကျွန်တော်တို့ရဲ့ကစားပုံကတည်ငြိမ်ပြီးစိတ်အေးလက်အေးရှိခဲ့ပါတယ်တိုက်စစ်မှု3 ဦးရဲ့ပူးပေါင်းကစားမှုနဲ့အခွင့်အရေးဖန်တီးမှုတွေကြောင့်ပြိုင်ဘက်အတွက်ချိန်ချောက်မှုတစ်ခုဖြစ်စေခဲ့ပါတယ်သူတို့အနေနဲ့တာဝန်ယူမှုရှိဖို့လိုအပ်ပါတယ်ကြံတဲ့ကစားသမားတွေကိုဥဆောင်ပေးဖို့နဲ့စိတ်သက်ခွန်အားပေးဖို့လိုအပ်ပါတယ်သူတို့သာကောင်းမွန်စွာစွမ်းဆောင်ပြနိုင်ရင်တခြားသူတွေကလည်းလိုက်ပါလှုပ်ဆောင်လာကြပါလိမ့်မယ်သူတို့ရဲ့ကစားကွက်စည်းစိမ်မှုကောင်းမွန်ပြီးအချင်းချင်းအချိတ်ဆက်မိလာတဲ့အခါဂိုးသွင်းခွင့်အများအပြားဖန်တီးနိုင်စွမ်းရှိတယ်ဆိုတာကျွန်တော်တို့သိပါတယ်သူတို့မှာအဲ့ဒီလိုအရေးချင်းရှိပါတယ်ဒါပေမဲ့အရေးချင်းတစ်ခုတည်းတင်မဟုတ်ပဲအသင်းလိုက်စူးစီးညီညွတ်မှုလည်းကောင်းမွန်ကြပါတယ်အန်ဇိုဖာနန်ဒက်အနာဂတ်နဲ့ပတ်သက်၍နီးပြအလွန်ဆိုပြောကြားချက်ကဘောလုံးလောကမှာဘယ်အရာကိုမှကျွန်တော်အံ့ဩမိမှာမဟုတ်ပါဘူးဘာတွေဖြစ်လာမလဲဆိုတာစောင့်ကြည့်ရမှာပေါ့အနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာကြိုသိထားခြင်းပေမဲ့ဒီတစ်ပတ်အတွင်းမှာပဲဘာတွေဖြစ်လာမလဲဆိုတာကိုစောင့်ကြည့်ရပါလိမ့်မယ်ပရိသတ်တွေနဲ့အတူအောင်ပွဲခံခွင့်ရတာလည်းကောင်းမွန်ခဲ့ပါတယ်ပွဲမစခင်ကတည်းကသူတို့ဟာစိတ်လှုပ်ရှားနေကြပြီးအသင်းစီကနေစွမ်းဆောင်ရည်ကောင်းကောင်းနဲ့လေးနက်တဲ့ကစားဟန်မျိုးကိုလိုလားနေကြတယ်ဆိုတာကျွန်တော်ခံစားမိခဲ့ပါတယ်ပွဲအပြီးမှာပျော်ရွှင်နေကြတဲ့မျက်နှာတွေကိုမြင်တွေ့ခဲ့ရပြီးဒီလိုမျိုးအသင်းနဲ့ပရိသတ်ကြားကဆက်ဆံရေးမျိုးကိုတိစောက်နိုင်ဖို့ကအရေးကြီးပါတယ်ပရိသတ်တွေကသူ့နာမည်ကိုအော်ဟစ်အားပေးကြတာနဲ့ပတ်သက်ပြီးရောဂျာရဲ့ပြောကြားချက်ဒါကတကယ်ကိုကောင်းမွန်တဲ့ခံစားချက်ပါပဲအသင်းနဲ့ရောပရိသတ်တွေနဲ့ပါအမြန်ဆုံးအသားကျပြီးပေါင်းစည်းကျင်ကြတာမျိုးပွဲဥထွက်မှာတင်အဲ့ဒီလိုချစ်ခင်အားပေးမှုမျိုးကိုခံစားရတာမျိုးပြီးတော့ဂိုးသွင်းယူနိုင်ခဲ့တာမျိုးတွေကကျွန်တော်အတွက်တကယ်ကိုကောင်းမွန်တဲ့အခိုက်အတန့်တွေပါပဲနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Nottingham Forest အသင်းဟာ Chelsea အသင်းတိုက်စစ်မှုဒီလက်ကိုပေါင်တန်း40ဝန်းကျင်ဖြင့်ခေါ်ယူရန်နှိစက်နေပြီဖြစ်ကြောင်းသိရပါတယ်Real Sociedad အသင်းဟာ Chelsea အသင်းရဲ့နောက်ခံလူမာဒူဆာကိုအငှားနဲ့ခေါ်ယူဖို့နှုတ်အားဖြင့်သဘောတူညီမှုရရှိသွားခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်အဆုံးထိနားထောင်ပေးခဲ့ကြတဲ့ Chelsea ချစ်သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ